အဲ့ဒါဒီကောင်ကတော့ကျွန်တော်ဟိုရက်တည်းကအရှိမပြောခဲ့တယ်စီးနာမည် Shiny 80WG ပေါ့နော်ကျွန်တော်တို့ဒီမင်းမော်ကုမ္ပဏီကနေပြီးတော့ဒီဆေးကတင်သွင်းဖြန့်ချီရပေါ့နော်ကျွန်တော်တို့တင်သွင်းဖြန့်ချီပြီးတော့အခုဒီဈေးကွက်တွေကိုရောက်လာဆိုရင်လာပိုင်းဝင်ခြင်းပဲရှိသေးတဲ့ဆေးပေါ့နော်ပြောရရင်တော့အလွယ်မှတ်ပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကဆုပ်စားဖို့အထူးသက်ဆေးလို့ခေါ်တာပေါ့နော်AI က2မျိုးပါတာဟုတ် Daniodifuran နဲ့ Pymetrozine နဲ့ AI 2မျိုးပါသည့်အတွက်ကြောင့်ဆုပ်စားဖို့အထူးပြုတယ်ဒါပေမဲ့ဆုပ်စားဖို့အထူးပြုတယ်ဆိုတဲ့အပြင်ကိုဘာထက်ရလဲဆိုတော့ကပ်ဖြတ်ဝါစာပေါ့နော်ကပ်ဖြတ်ဝါစာဒီအကောင့်ကအဆင့်ကိုပါအထူးပြုပြီးတော့ထပ်ပြီးတင်နေနိုင်တယ်ပေါ့နော်ဒါကျွန်တော်စံပြထားတဲ့အနေထားအရာရောသူ့ဆေးပါဝင်တဲ့ AI အနေထားအရာရောပေါ့နော်ဒါကိုတွေ့ရတယ်ပေါ့ကပ်ဖြတ်ဝါစာဆိုတာကကောင်လိုက်ပါဆိုအကောင်ကြီးအဆင့်လောက်ကောင်အဆင့်အကြီးမျိုးဆိုရင်ဥပမာသဘောတစ်ခုငမြောင်းတောင်းလို့အဆင့်မျိုးဆိုရင်တော့မရဘူးပေါ့နော်ဥပမာပွတ်ထွေးလို့အဆင့်မျိုးမရဘူးပေါ့နော်အဲ့လိုတော့ရှိတာပေါ့သူတက်သေးတဲ့ site မျိုးဆိုရင်တော့ရက်လို့ရက်ကလောက်ဆိုရင်တော့အဆင်ပြေတယ်ပေါ့နော်အဲ့ဒီဘောလေးပါကပ်ဖြတ်ဝါစာအပြင်ဆုပ်စားတော့တော်တော်အထူးပြုတယ်ပေါ့နော်ဆုပ်စားနဲ့ပတ်သက်ရင်ကျွန်တော်တို့ကဥပမာမွားပင်ကုန်ကြီးတို့ပိုစင်းနေတို့လေးတို့ပြတို့ရင်ပြူတို့ဖြုတ်တို့ပေါ့နော်ဖြုတ်မှာက3စားရှိတယ်ဖြုတ်ညိုဖြုတ်စိမ့်ဖြုတ်ချောပြီးပေါ့နော်ပြီးရင်ပြူပေါ့လေးပေါ့ဒီဆုပ်စားပြီးတော့ဖြည့်ဆည်းတဲ့ပိုးတွေကိုလည်းတော်တော်များနေနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မနေ့ကတင်တဲ့ဗီဒီယိုတစ်ပုဒ်မှာလည်းပြောခဲ့တယ်အခင်းမှာတအားကြီးကိုယ့်ရဲ့တင်းနံဆိုင်ခင်းမှာကဖိုးကတအားကြီးကြနေတယ်ဥမာ outbreak အခြေအနေမျိုးကြနေတဲ့အခြေအနေမျိုးပေါ့နော်အခြေအနေဆိုးရွားကြနေတဲ့အခြေအနေမျိုးပြောတာပေါ့အဲ့လိုအခြေအနေမျိုးမှာဆိုရင်တော့သူ့စီစဉ်ပြန်မယ်ဆိုရင်ကျွန်တော်တို့ကတစ်ချိန်နဲ့အဆင်ပြေကောင်းပြေချင်မှပြေလိမ့်မယ်ပိုးအလင်းများပေါ်ကြတဲ့ပုံမူတည်ပြီးတော့ဘယ်လိုဖြန်းတင်လဲဆိုတော့3ရက်ချာသို့မဟုတ်5ရက်ချာလောက်ကိုနောက်တစ်ချိန်ထပ်ဖြန်းတင်တယ်ဖြန်းတဲ့ချိန်ထဲမှာအရေးကြီးတာကဘာအရေးကြီးလဲဆိုတော့ဆေးစတန်လေးကြာလေးအပြင်မှာလေးအောင်လို့ကျွန်တော်တို့ကကော်ရီလေးကိုဆွက်ကပစ်တဲ့ဆေးရီလို့ခေါ်တယ်ပေါ့နော်အတောင်တူကတော့ကော်ရီလို့ခေါ်တယ်ပေါ့အဲ့ဒီဟာလေးကိုထည့်ပြီးတော့ဖြန်းပေးတင်တယ်ဖြန်းတဲ့အချိန်တိုင်းမှာလည်းခုနပြောဆိုပိုးတာဆိုးနေတဲ့အခြေအနေမျိုးမှာဆိုရင်ကိုယ်အခင်ကအသီးပွင့်စနေပြီဆိုရင်အသီးပွင့်အားစိနဲ့တွဲပြီးတော့မဖြန်းသင့်ပါဘူးနော်ပိုးမဆိုးတဲ့အခြေအနေမျိုးမှာဆိုရင်တော့တွဲဖြန်းမယ်ဆိုရင်ဖြန်းလို့ရပါတယ်ကော်ရီလေးထည့်ပြီးဖြန်းပေးပါညနေခင်းကိုဖြန်းပေးနိုင်ပိုးပြီးကောင်းပါပဲပေါ့ညနေခင်းကပိုးမွားပိုးပြီးပြောင်းပြီးတဲ့အချိန်ဖြစ်တဲ့အခါကျတော့အခုကျွန်တော်ပြတာဆိုရင်ဒီကောင်ဆိုတာ100 gram တစ်ထုပ်ပေါ့နော်အထက်ကဟာလေးကတော့တပုံထုတ်ပေါ့10 gram ပေါ့100 gram ဆိုရင်ကျွန်တော်တို့ကတဘော10 gram နှုန်းနဲ့ဆိုရင်10ပုံးစာပေါ့ဗျာဥပမာ1ဧကကို9ပုံးဖြန်းနေလို့ဆိုရင်ဒီထုတ်ဆိုရင်2ဧကရတယ်ပေါ့နော်ဈေးအပြင်တော့3000ကျော်လောက်ရှိမယ်3000ခွဲလောက်ရှိမယ်ပေါ့နော်ဒီ100 gram 10 gram ကတော့4000ကျော်ရှိမယ်ပေါ့4500လောက်ရှိမယ်ပေါ့နော်ဒါ100 gram နဲ့10 gram အထုပ်လေးပါ shiny ပါနော် shiny 80WG ပါကျွန်တော်တို့ Daniodifuran က28ပါနော် Pymetrozine က42ပါရာခိုင်နှုန်းဒါမသုံးဘူးတဲ့သူများစမ်း